ထိုင်းမွေထိုင်းဝါရင်ဖိုက်တာကြီးဆန်အေကို၃ညီအပြည့်ထိုးသွားပြီးတော့အမှတ်နဲ့ရှုံးနေခဲ့ရတဲ့သွေးလင်းထက်အကြောင်းပြောပြပေးသွားခြင်းပါတယ်။မာယူကလူငယ်လက်ဝဲဖိုက်တာသွေးလင်းထက်ကတော့1ချန်ပီယံရှစ်အကဲကိုအရေးပါတဲ့ပွဲစဉ်တစ်ပွဲကိုတော့ဆန်အေနဲ့ထိုးသက်ခဲ့ရပါတယ်။ပြည်သက်တွေမျှော်လင့်ခဲ့တဲ့ရလဒ်မျိုးမထွက်ပေါ်ခဲ့တဲ့အတွက်သွေးလင်းထက်ကတော့ပြည်သက်တွေကိုတောင်းပန်ထားပါတယ်။ပွဲလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုရင်သွေးလင်းထက်ဘက်ကအကောင်းမွန်ဆုံးအရာတွေနဲ့ပေးဆက်ကစားသွားခဲ့တဲ့မြင်ကွင်းကိုမြင်တွေ့ရပါတယ်။ပထမအချီဒုတိယအချီတတိယအချီဒီမှာသွေးလင်းထက်နဲ့ဆန်ရီတို့တစ်ဖက်နဲ့တစ်ဖက်အကျိတ်နဲ့ထိုးသက်ခဲ့ကြတဲ့မြင်ကွင်းကိုမြင်တွေ့ရပါတယ်။သွေးလင်းထက်ကတော့သူ့ရဲ့အားတာတဲ့တထောင်လေးကန်ချက်တွေနဲ့ပွဲကိုစတင်မှုကြိုးစားတယ်။ဒါကိုသိတဲ့ဆန်ရီကလည်းအကောင်းဆုံးပြန်လဲထိုးသက်မှုတွေပြုလုပ်ပြနိုင်ခဲ့ပါတယ်။ဆန်ရီနဲ့သွေးလင်းထက်တို့ရဲ့လက်စွမ်းလက်စကိုရှင်းကြည့်မယ်ဆိုရင်တော့ဆန်ရီကအနေငယ်တာလေးလို့ပြောလို့ရမှာဖြစ်ပါတယ်။သွေးလင်းထက်ကတော့လူငယ်ပြီးကောင်တာကစားနေခြင်းမဟုတ်ဘဲနဲ့တိုက်စစ်ဖွင့်ကစားသွားခဲ့ပြီးတော့ဆန်အေကိုအလဲထိုးနဲ့အနိုင်ရလဲရရှိဖို့သူ့ရဲ့အားသာချက်တွေဖြစ်တဲ့တရောင်အနေနဲ့ပွဲသိမ်းမှုကြိုးစားလာခဲ့ပါတယ်။ဆန်အေကတော့သူ့ရဲ့အမြင့်ကန်ချက်တွေနဲ့တွဲလုံးနေအကောင်းဆုံးသွေးလင်းထက်ကိုထိုးသက်သွားခဲ့တဲ့အတွက်သွေးလင်းထက်အနေနဲ့လည်းတော်တော်လေးအထိနာခဲ့ပါတယ်။ဒီလိုပြောလို့ဆန်အေကအထိမနာဘူးလားဆိုရင်ဆန်အေလည်းပွဲပြီးဆုံးသွားချိန်မှာညနာတစ်ခုလုံးဘူးရောင်နေတဲ့ဒဏ်ရာတွေနဲ့မြင်တွေ့ခဲ့ရပါတယ်။ပွဲပြီးဆုံးသွားချိန်မှာတော့ဒိုင်နီရဲ့ဆုံးဖြတ်ချက်ကိုပြန်လည်ကြည့်လိုက်တဲ့အချိန်မှာဆန်ရီကိုသာအနိုင်ပေးခဲ့ကြပြီးတော့တွင်းလင်းထက်အနေနဲ့စာချုပ်ကိစ္စနဲ့တော့အနေငယ်အလှမ်းဝေးသွားခဲ့ပါတယ်။ဒါပေမဲ့လည်းတွင်းလင်းထက်အတွက်ကတော့ဒီပွဲတရား1ချန်ပီယံရှစ်မှာ2ပွဲမြောက်ရှုံးပွဲပဲရှိပါသေးတယ်။ဒါကြောင့်နောက်ထပ်ပွဲစဉ်တစ်ပွဲဘယ်ဖိုက်တာနဲ့တဲပေးမလဲဆိုတာဆက်လက်စောင့်မျှော်ကြည့်ရမှာဖြစ်ပြီးတော့တွင်းလင်းထက်အနေနဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲမှာပုံစံကောင်းပြသနိုင်ခဲ့မယ်ဆိုရင်တော့စာချုပ်ကိစ္စကအင်မတန်အသက်ဝင်လာမှာလည်းဖြစ်ပါတယ်။သွေးလင်းထက်နဲ့ဆန်ရီတို့ရဲ့ပွဲစဉ်ကြီးကိုတော့မြန်မာပြည်သက်မြောက်များလာရောက်အားပေးခဲ့တဲ့မြင်ကွင်းကိုမြင်တွေ့ခဲ့ရပါတယ်။ပွဲပြီးဆုံးသွားချိန်မှာလည်းသွေးလင်းထက်ဘက်ကပြည်သက်ကြီးကိုခုလိုမျိုးတောင်းပန်စကားတွေဆိုထားခဲ့ပါတယ်။ဒီနေ့ပွဲစဉ်မှာရှုံးနိမ့်သွားခဲ့တဲ့အတွက်ပြည်သက်တွေကိုတောင်းပန်ခြင်းပါတယ်။ကျွန်တော်အကောင်းဆုံးကြိုးစားရှင်ပြိုင်ခဲ့ပါတယ်။တစ်ဖက်ကဖိုက်တာကလည်းတကယ်ကိုထိုးရခက်တဲ့ဆန်ရီဖြစ်နေတာကစိုးသွားတာပါ။ဒါပေမဲ့လည်းကျွန်တော်အားမလျှော့ဘဲနဲ့နောက်ထပ်ပွဲစဉ်တွေမှာပြည်သက်တွေအတွက်အနိုင်ရလက်တွေပွဲကောင်းတွေဖန်တီးပေးနိုင်မှုကျွန်တော်အစွမ်းကုန်ပြင်ဆင်သွားမှာပါနောက်ထပ်ပွဲတွေမှာအကောင်းဆုံးပုံစံနဲ့ပြန်လာခဲ့ပါမယ်ဆိုပြီးတော့သွေးလင်းထက်ကပြည်သက်ကြီးကိုပြောပြလာခဲ့ပါတယ်တစ်ဖက်ဖိုက်တာဆန်အေကလည်းသွေးလင်းထက်နဲ့ပတ်သက်ပြီးတော့အခုလိုမျိုးမှတ်ချက်ပေးသွားခဲ့ပါတယ်သွေးလင်းတက်ဟာတကယ်ကိုကျွန်တော်ထိုးခဲ့ရတဲ့ဖိုက်တာတွေထဲမှာအထိုးရအခက်ဆုံးဖိုက်တာတူဖြစ်ပါတယ်မြန်မာကစားသမားတွေနဲ့လက်ရှိချိန်မှာပထမဆုံးထိုးသက်ခဲ့ရတယ်တော်တော်လေးခက်ခဲရင်းဖြစ်ခဲ့ပါတယ်ကျွန်တော်နဲ့သူနဲ့အတိုက်ပဲရှင်ကြည့်မယ်ဆိုရင်အသက်20ဝန်းကျင်กว่าပါတယ်ဒါပေမဲ့လည်းသူ့ရဲ့ထိုးကွက်တွေဟာကျွန်တော်နဲ့ဝါရင်ဖိုက်တာတူလို့ရေမောင်တန်းပြီးတော့ထိုးသွားနိုင်တာကိုလေးစားမိပါတယ်သူ့ရဲ့ထိုးကွက်တွေကိုကျွန်တော်လုံးဝမှတ်ထားလို့မရပါဘူးသူဟာပြင်စလက်ဆန်ပါတယ်ဘလို့ပုံစံမျိုးမသိတဲ့တိုက်ကွက်တွေနဲ့ကျွန်တော်ကိုအချိန်ချင်းအလဲထိုးနိုင်မှုကြိုးစားနေတဲ့မြင်ကွင်းကိုကျွန်တော်သတိထားမိပါတယ်ဒါကြောင့်ကျွန်တော်သတိကြီးထားပြီးတော့သူ့ကိုအလဲထိုးနိုင်မှုအစွမ်းကုန်ကြိုးစားနေတာပါဒါပေမဲ့လည်းပွဲပြီးဆုံးချိန်ထိကျွန်တော်တို့အကျိတ်နဲ့ရှင်မြိုင်ကစားခဲ့ကြတယ်ပြည်သက်တွေတက်ဂဲကိုကြည့်ရှုဖို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖန်တီးပေးနိုင်မိလို့ပျော်ရွှင်မိပါတယ်ပွဲပြီးဆုံးသွားချိန်မှာအနိုင်ရလက်ရရှိသွားခဲ့တဲ့အချိန်မှာလည်းသွေးလင်းတက်ရဲ့လေးစားဂုဏ်ပြုမှုကိုခံခဲ့ရပါတယ်သွေးလင်းတက်ဟာဒီတက်ပူကောင်းတဲ့ပုံစံတွေဖြစ်လာပြီးတော့1ချန်ပီယံရှစ်စင်မြင့်ထက်မှာတောက်ပမဲ့ဖိုက်တာတူဖြစ်လာအောင်မှာပါဆိုပြီးလဲဆန်အေကသုံးသက်ခဲ့ပါတယ်လက်ရှိချိန်မှာကတော့ဆန်အေနဲ့သွေးလင်းထက်တို့ပွဲစဉ်ကြီးကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီးတော့ဝိုင်းဖိုက်တာကြီးဆန်အေကပဲအမှတ်နဲ့သွေးလင်းထက်ကိုအနိုင်ရကြော်ပြတ်ပြီးတော့သူ့ရဲ့ပုံစံကောင်းကိုဆက်လက်ထိန်းထားနိုင်ခဲ့တာဖြစ်ပါတယ်သွေးလင်းထက်အနေနဲ့နောက်ထပ်ပွဲစဉ်တွေမှာအကောင်းဆုံးပြင်ဆင်တိုးတက်ရင်းနဲ့1ချန်ပီယံရှစ်စင်မြင့်ထက်မှာဘယ်လောက်ထိတောက်ပပြောင်းမလဲဆိုတာကျွန်တော်တို့အားလုံးဆက်လက်စောင့်မျှော်ကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်